ဒီကိုရီအားလုံးပဲမင်္ဂလာပါဗျ။ဆော်ကာဒီယန်နဲ့ပြန်လဲပြီးကြိုဆိုလိုက်ပါကျွန်တော်ဒီစနေနေ့မှာလဲလီပွဲစဉ်ပွဲကောင်းနေအများကြီးရှိတဲ့ထက်ကနေတော့ EPL မှာ၄ပွဲလာလီဂါမှာ2ပွဲစီးရီးမှာ1ပွဲနဲ့ဒီဘွန်ဒက်စ်လီဂါမှာ1ပွဲစုစုပေါင်းကျွန်တော်10ပွဲကိုထုံးစံနိုင်မယ်လို့ရှင်ပရီဗီးလုပ်ပေးသွားမှာဖြစ်ပါတယ်။ပထမကျွန်တော်ဒီ EPL ပွဲစဉ်1ပွဲဖြစ်တဲ့ဒီ Chelsea နဲ့ Everton ဒီပွဲမှာ Asian Chelsea ကဘော်ဒီတစ်လုံး5ပဲပူပေါင်းကြီးနှလုံးရှုံးမှာကြီးဖွင့်ထားပါတယ်။ဒီစီတောင်ကြည့်ရမယ်ဆိုတော့ဒီ Chelsea နေနဲ့ဒီအင်္ဂလိပ်မျိုးမှာEverton လုံးတင်းမျိုးကိုဒီတစ်လုံး90စာကဒီပြော့ပြောင်းနေတဲ့အနေထားမှာရှိပါတယ်ဒီတစ်လုံးသေးလောက်တော့ပေါက်တဲ့အနေထားမှာရှိပါတယ်လက်ရှိဖောင်မှာတော့ဒီ Chelsea တို့အနေနဲ့ဒီဖောင်မကောင်းတဲ့အနေထားမှာရှိပါတယ်နောက်ဆုံး9ဘက်မှာတပွဲနိုင်2ပွဲရှုံး2ပွဲတည်နဲ့သူနေဒီချန်ပီယံလိဂ်မှာရော EPL မှာရောရလက်တွေဇက်တိုက်ကျဆင်းထားတဲ့အနေထားမှာရှိပါတယ်ပြီးခဲ့တဲ့ဒီချားရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာလည်းဒီ Atlanta ရဲ့အဝေးပွဲမှာ2-1နဲ့ရှုံးနေထားပြီးဒီသူနေနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော့ရလက်လေးတွေရင်းထားတဲ့အနေထားမှာရှိပါတယ်အဝေးဝင် Everton ကိုကြည့်ရမှာဆိုရင်သူ့နေဒီနောက်ဆုံး9ဘက်မှာ4ပွဲနိုင်1ပွဲရှုံးနေဒီဖောင်အကောင်းမွန်ဆုံးအနေထားမှာရှိပြီးအဝေးပွဲနေမှာလည်းရလက်ကောင်းအောင်ဆွမ်းဆောင်ထားတဲ့အနေထားမှာရှိပါတယ်ဒီနောက်ဆုံး9ပွဲမှာလည်းဒီ3ပွဲထိကလင်းရှိရယူထားတဲ့ဒီ Everton ခံစစ်ကလည်းဒီရန်မာကျော်နေတဲ့အနေထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာဒီ Chelsea ကလည်းဂျာရက်မှာဒီချန်ပီယံလိဂ်ပွဲပန်းထားတဲ့အနေထားမှာလည်းဖြစ်တယ်ဒီပွဲမှာလည်းသူတို့ရဲ့အဓိကဒီကွန်းလေလူကန်စီတို့မပေါင်းတဲ့အနေထားမှာဖြစ်တာကြောင့်ဒီ Chelsea တို့အနေနဲ့အင်္ဂလိပ်ဆိုပေမဲ့ဒီ Everton ရဲ့ဒီလက်ရှိဖောင်ရဒီဝေကူလောင်းမဲ့အနေထားမှာမရှိပါဘူး။ဒါကြောင့်မို့ကျွန်တော်တစ်လုံး90စားပေါက်ကြည့်အောင်ပါဒီ90ရင်းပြီးတော့ဒီအဝေးကွင်း Everton body ကိုရွေးချယ်ထားပါတယ်ဒီဘက်မှာအသေးတစ်ပေါက်ရှိတဲ့အနေထားမှာဖြစ်တာကြောင့်ဝေးကွင်း Everton body ကိုကြိုက်ပါတယ်။နောက်ပြီးတော့ဒီ Liverpool နဲ့ Brighton ဒီဘက်မှာအင်ဂျင် Liverpool က body ရေးတစ်လုံး90စားကိုပေါင်းကြီးသုံးလုံးသေးမှာချစ်ဖွင့်ထားပါတယ်ဒီနေ့တော့ကြည့်ရမှာဆိုတော့ဒီ Liverpool ဒီပုံမှန်အနေထားမှာဆိုတော့ Liverpool ဒီစတန်ကဒီပျော့ပြောင်းနေဆိုပေမဲ့လက်ရှိမှာဒီ Brighton ကအဆင့်8နဲ့ဒီ Liverpool ကအဆင့်10စတန်နေရလည်းဒီအောက်မှာရောက်နေတဲ့အနေထားမှာဖြစ်တာကြောင့်ဒီစီးလန်းကတော့ဒီဖြစ်တဲ့အနေထားမှာတော့ရှိပါတယ်။လက်ရှိဖောင်မှာတော့ဒီဖောင်ရောက်နှစ်စုံကတော့အရင်မကွာတဲ့အနေထားမှာရှိပါတယ်။နောက်ဆုံး9ဘက်မှာလီဗာပူးရောဘိုက်တန်ဟောကဒီ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်နဲ့ဖောင်ရတော့ရန်မကွာတဲ့အနေထားမှာရှိပါတယ်။လီဗာပူးကြည့်ရမှာဆိုရင်ပြီးခဲ့တဲ့ဒီနောက်ဆုံး၄ပွဲစတိုက်မှာဒီရှုံးဝဲမရှိကန်တာပြီး2ပွဲနိုင်2ပွဲတည်နဲ့ဒီရက်လက်လေးတွေပြန်ပြီးတော့ကောင်းလာတဲ့အနေထားမှာရှိပါတယ်။ဒီအထူးသဖြင့်အလေးပွဲမှာလည်းဒီသူရဲ့အဓိကတိုက်စစ်မှုမိုဆာလာကိုနိုင်အောက်ထားပြီးနောက်ပိုင်းမှာရက်လက်လေးတွေပြည့်စုံပြန်ကောင်းလာတဲ့အနေအထားမှာရှိပါတယ်ဒီပွဲမှာလည်းဒီမိုဆာလက်မပါဝင်နိုင်မဲ့အနေအထားမှာရှိပါတယ်နောက်ဆုံးလေးပွဲကိုကြည့်မှဆိုရင်သူ့နေဒီအဝေးပွဲနေစတိုက်ကန်နေရတော့ဒီရက်လက်ကဒီမစိုးလို့ပြောရတဲ့အနေအထားမှာရှိပါတယ်ဒီပါဘူးနဲ့နောက်ဆုံးလေးပွဲမှာလည်းခန်းစစ်ကဒီပြည့်စုံပြန်ကောင်းလာပြီးနှစ်ပွဲဒီပြီးခဲ့တဲ့အင်တာမီလန်နဲ့ပွဲပါဝင်ဒီဝက်ဆန်နဲ့ပွဲနှစ်ပွဲကလင်းရှိရယူထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီခန်းစစ်ပိုင်းကလည်းဒီအနည်းငယ်ပြန်ပြီးတော့ဒီတည်ငြိမ်လာတဲ့အနေအထားမှာရှိနေပါတယ်ဝီဝင်ဘရိုက်တန်ကိုကြည့်ရမှာဆိုတော့ဒီသူတွေနောက်ပိုင်းဝက်စင်တွေမှာတော့ဖောင်နှင်းငယ်ပြန်အောင်လာပြီးသူတို့ရဲ့ဒီအဓိကတိုက်စစ်မှုတွေလည်းဒီဒဏ်ရာရကသမားတွေများနေတဲ့အနေအထားမှာရှိပါတယ်ဒီမီတိုမာဒီဆိုလီမတ်ပါမယ်အဓိကတိုက်စစ်မှုတွေသူတို့ရဲ့ဒီ၃ယောက်ဒဏ်ရာပြဿနာဖြစ်နေတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီနောက်ပိုင်းဝက်စင်တွေမှာတော့နှင်းငယ်ရုန်းကန်နေရတဲ့အနေအထားမှာရှိပါတယ်တော့ဒီဘက်မှာဒီလီဗာပူးတို့ဒီတစ်လုံး90စားပေါက်ကြည့်အောင်မှာလက်ရှိမှာလည်းဒီလီဗာပူးဖောင်နှင်းငယ်ဒီဘရက်တန်ပြန်မှန်လာတဲ့အနေအထားမှာဖြစ်တာကြောင့်အင်ကွင်းမှာနိုင်သုံးမှရရှိသွားမယ့်ပွဲလို့ယူဆပါတယ်ဒါကြောင့်မင်းတော့အေရှင်းလီဗာပူးဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်ပြီးတော့ဒီဘန်လင်နဲ့ဖူဟန်ဒီပွဲမှာအဝေးဖူဟန်ကဘော်ဒီကြီးလေဗယ်ရှုံးကိုပေါင်းကြီးနှလုံး90ရှုံးမှာကြီးဖွင့်ထားပါတယ်ဒီကြောင့်ကြည့်ရမှာဆိုတော့ဒီဖူဟန်လိုအသင်းမျိုးကဒီအဝေးဝင်ကနေဒီလေဗယ်ရှုံးဆိုတဲ့စီးတန်းကတော့ဒီမြင့်ငယ်ပြင်းနေတဲ့နေရာမှာရှိပါတယ်လက်ရှိဖောက်မှာလည်းဒီနှလုံးကတော့ရန်မကောင်းမွန်ထောက်ဆိုနေဒီဘန်လင်ကတော့ပို့ပြီးတော့ဒီတိကျသားလေဒီနေနေဒီဖောက်အောင်နေတဲ့နေရာမှာရှိပါတယ်နောက်ဆုံး9ပွဲမှာလည်းဒီ9ပွဲလုံးရှုံးထားပြီးဖူဟန်ကတော့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်3ပွဲရှုံးတဲ့ဖောင်တင်ရှိတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီဘာလို့ဒီလက်ရှိမှာလည်းသူ့အနေနဲ့ဒီနိုင်ဝဲရောက်ဖို့အတွက်ရုန်းကန်နေရတဲ့အနေအထားမှာဖြစ်တာကြောင့်ဝေးဝဲဖူဟန်ကပဲဒီပွဲမှာလည်းဒီအနိုင်3မှတ်ရရှိသွားမဲ့ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့ကျွန်တော် Navigation Body ရောက်မှာအဝေးဝဲဖူဟန် Body ကိုပဲရွေးချယ်ထားပါတယ်အဲ့တော့ဒီနောက်ကျပွဲစဉ်ဖြစ်တဲ့ Arsenal နဲ့ Wolverhampton ဒီပွဲမှာအေးနဲ့ Arsenal က Body ကြီးနှလုံး90ရှုံးကိုပေါင်းကြီး3လုံးသေးမှာကြီးဖွင့်ထားပါတယ်ဒီစီးတောင်ကြည့်ရမှာဆိုတော့ဒီအဆင့်1နဲ့အဆင့်20ဘူဝါနန်ရဲ့လက်ရှိဖောင်ရဒီစီးတန်းကတော့ဖြစ်တဲ့အနေအထားမှာရှိပါတယ်လက်ရှိဖောင်မှာလည်းဒီဘူဝါနန်နောက်ဆုံး9ပွဲလုံးမှာ9ပွဲလုံးရှုံးထားပြီးအာဆင်နယ်ကနောက်ဆုံး9ပွဲမှာပုံမှန်နိုင်တစ်ပွဲရှုံးတစ်ပွဲတည်နေသူနဲ့ဒီဖောင်အနှင်းငယ်ဒီပြန်ပြီးတော့ကြာဆင်းနေရဆိုပေမဲ့အိမ်ဝင်းမှာတော့ရလက်ဒီကောင်းမွန်ထားစေရှိတဲ့အနေအထားမှာရှိပါတယ်ဒီပွဲမှာဂျာရက်ဒီထဲမှာလည်းအာဆင်နယ်တို့ဒီပွဲပန်းထားတဲ့အနေအထားမှာလည်းဖြစ်တယ်ဒီပွဲစဉ်တွေမှာလည်းသူရဲ့အဓိကဒီနောက်ခံလူတွေဖြစ်တဲ့ကာဗီယာဆလီဗာဒီခရစ်စတန်မကွဲဝါပါဝင်ဒီကွင်းလေကတက်ကလန်ရိုက်ဒီတိုက်စစ်ကဖော့ဆက်တို့ဒီဒဏ်ရာပြဿနာဖြစ်နေတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီပွဲကိုတော့ဒီနိုင်သုံးမှတ်သေးချာနေတဲ့ဒီပွဲကိုတော့ဒီအနာပေးလာမယ့်အနေအထားမှာရှိပါတယ်
အရှင်အာဆနယ်အနေနဲ့သူ့အနေနဲ့ဒီကစားသမားဒဏ်ရာပြဿနာတွေရဲ့ဒီပွဲပတ်မှုပြဿနာတွေကြောင့်ဒီပွဲမှာတော့သူ့အနေနဲ့ဒီအနိုင်3မှတ်ကိုပေါ့ပေါ့ပါပဲယူသွားမယ့်အနေအထားမှာရှိပါတယ်နှလုံး50ရှုံးပေါက်ကြည့်အောင်မှာတော့ပွဲမှာအာဆနယ်တို့ဒီနိုင်3မှတ်လောက်ပဲယူသွားမယ့်အနေအထားမှာဖြစ်တာကြောင့်ကြီးအောင်မှုခက်ခဲလာမယ့်ပွဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် OP ကွင်းဘူဗန်တန်ဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တော့လာဒီကာပွဲစဉ်ဖြစ်တဲ့ Edico နဲ့လာစီယာဒီပွဲမှာအရှင် Edico ကဘူကြီးတစ်လုံးရှုံးကိုပေါင်းကြီး350စာမှာကြေးဖွင့်ထားပါတယ်ဒီစတဲ့အောင်ကြည့်ရမှာဆိုတော့ဒီလက်ရှိဘလန်စီယာတို့အနေနဲ့နောက်ဆုံး5ပွဲမှာရှုံးမမရှိကန်ထားတဲ့ဒီဖောင်ကောင်းနေတဲ့ဘလန်စီယာကိုEdico အနေနဲ့ဒီလာလီဂါနောက်ဆုံး2ပွဲစတဲ့ရှုံးမတက်ထားတဲ့ Edico အနေနဲ့ဒီတစ်လုံးရှုံးဆိုတဲ့စီးတန်းကတော့ငယ်ပြင်းတဲ့အနေထားမှာရှိပါတယ်ဒီလက်ရှိဖောင်ကြည့်ရမှာ Edico အနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးတဲ့ဖောင်ရတော့ဒီရန်ကြီးကောင်းမွန်ထားတဲ့အနေအထားမှာမရှိပါဘူးဒီနောက်ဆုံး2ပွဲစတိုက်လာလီဂါမှာရှုံးမတက်ထားတာဖြစ်တဲ့ကြောင့်ဒီလက်ရှိအဆင့်4နေရာမှာရပ်တည်ထားရပေမဲ့အဆင့်5ကအစပန်ညိုကိုတပွဲပို့ကန်ထားပြီးဒီ၄မှတ်ပဲပြတ်ထားတာဖြစ်တဲ့ကြောင့်ဒီအစပန်ညိုအကြောင်းဝင်နိုင်မယ်ဆိုရင်ဒီ Edico နဲ့တမတ်ပဲကွာထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီချန်ပီယံလိဝင်ခွင့်အတွက်ဖီယာရောက်ရှိနေတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာဒီလာလီဂါ2ပွဲစတိုက်ရှုံးပွဲကနေဒီပွဲမှာ response လုပ်လာမယ့်အနေအထားမှာရှိပါတယ်အင်္ဂွေအားသာခြင်းနဲ့တူဒီနိုင်ပွဲစာလောင်ရဲ့ Edico metric တစ်လုံးရှုံးပေါက်ကြအောင်မှာအင်ရှင် Edico metric body နဲ့ကိုပေါင်းအပေါ်ကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီဘာစီလိုနာနဲ့ဥဆာဆူနာဒီပွဲမှာအင်ရှင်ဘာစီကဘော်ဒီဂျီနှလုံးတည်ကိုပေါင်းကြီးလေးလုံး50စာမှာခြေဖွင့်ထားပါတယ်ဒီစီတန်းကိုကြည့်ရမှာဆိုတော့ဒီလက်ရှိဘာစီလိုနာတို့ဒီလူပြန်ဆုံလာတဲ့အနေအထားမှာလည်းဖြစ်တာကြောင့်ဒီဖောင်ကောင်းနေတဲ့အနေအထားမှာအင်္ဂွေမျိုးမှာနှလုံးတည်စီတန်းကတော့ဒီဈေးမှန်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်လက်ရှိကာနာဖောင်မှာလည်းနှစ်သွင်းနှလုံးကတော့ဒီဖောင်ကောင်းမွန်ပြီးတော့ဒီသွင်းကိုတွေဒီအမြောက်များဒီရထားတဲ့အနေအထားမှာတိုက်စစ်ကလည်းနှစ်သွင်းနှလုံးကောင်းနေတဲ့အနေအထားမှာရှိပါတယ်ဒီဘာစီလိုနာရဲ့နောက်ဆုံးတော့မှာဒီပွဲနိုင်တစ်ပွဲရှုံးဝင်းအိုဆာစနာလည်းနောက်ဆုံးတော့မှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်နဲ့နောက်ပွဲစဉ်တွေမှာအတူနေဒီတိုက်စစ်ကပြည်ရသားဒီခိုးရထားအနေအထားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီနှစ်သွင်းနှလုံးအပြန်အလှန်သွင်းကိုတွေမြင်တွေ့လာရမှာပွဲလို့ယူဆပါတယ်ဒီဘာစီလိုနာရဲ့တိုက်စစ်ကလူပြန်ဆုံတဲ့နေရာမှာဖြစ်တာကြောင့်ဒီတိုက်စစ်ကကူးချဖို့မကတ်သလိုခံစစ်ကလည်းကိုးတွေဒီလူတွေကိုခွင့်ပြုရတဲ့အနေအထားမှာဖြစ်တာကြောင့်ကျွန်တော်ဒီပွဲမှာလေးလုံး50စာပေါက်ကြည့်အောင်မှာကိုမောင်းအပေါ်တမျိုးတွေရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီစီးရီးပွဲစဉ်ဖြစ်တဲ့အက်တလန်နာနဲ့ကက်ကလီယာဒီပွဲမှာအေရှီအက်တလန်နာကဘော်ဒီကြီးတစ်လုံးကျုံကိုပေါင်းကြီး350စာမှာကြေးဖွက်ထားပါတယ်ဒီစတဲ့အောင်ကြည့်ရမှာဆိုတော့ဒီ level စံနေရဒီအဆင့်7နဲ့အဆင့်73ဒီအထက်အောက်ရည်တည်နေတဲ့အနေအထားမျိုးမှာတစ်လုံးကျုံဆိုတဲ့စီးတန်းကဈေးပြည့်နေလို့ပြောလို့ရရဲဆိုရင်ဒီအက်တလန်နာတို့ရဲ့လက်ရှိဒီကားရဖောင်ရဒီခိုးပြက်တွေနိုင်ပွဲဆက်နေတဲ့ကားရဖောင်ရဒီနောက်ဆုံးပွဲမှာလည်းချက်စီလိုမျိုးကို2-1နဲ့နိုင်ထားတဲ့ဒီရလက်ကြောင့်ဒီဈေးတန်းကတော့ဒီထိုးသားကက်ကလီယာကြီးတစ်ဖက်မဆောင်တဲ့အနေအထားမှာရှိပါတယ်လက်ရှိဖောင်ကြမှာဆိုရင်အက်တလန်နာနောက်ဆုံးကောက်မှာဒီပွဲနိုင်တစ်ပွဲရှုံးနေဒီဖောင်အကောင်းမွန်ဆုံးအနေအထားမှာရှိနေပါတယ်နောက်ဆုံးပွဲမှာလည်းဒီချက်စီကိုနိုင်ထားတဲ့အပြင်သူတွေနဲ့ဒီဂျီနိုဝါကို4စီဒီဖီယိုနီနာကို2စီနဲ့ဖရန့်ဖို့ကို3စီနဲ့ဒီကိုပြတ်နိုင်ပွဲတွေဒီဇက်တက်ကန်ထားတဲ့အနေအထားမှာရှိပါတယ်အဝေးဝင်ကက်ကလီယာကြီးမှာဆိုလည်းနောက်ဆုံးပွဲမှာတစ်ပွဲနိုင်တစ်ပွဲရှုံး3ပွဲတည်နဲ့သူနဲ့ဒီနိုင်ပွဲတစ်ပွဲပဲရထားရဆိုနေဒီရှုံးပွဲကလည်းတစ်ပွဲတည်ထားပြီး3ပွဲတည်နဲ့ဒီလူကန်ထားတဲ့၅ပွဲကိုကြည့်မယ်ဆိုရင်ဒီပွဲဇက်တိုက်ချက်ထားတဲ့အနေအထားမှာရှိပါတယ်ပွဲချက်ထားတဲ့အနေအထားမျိုးမှာဒီတစ်ပွဲနိုင်3ပွဲတည်တစ်ပွဲရှုံးဆိုတဲ့ရလက်ကဒီကက်ကလီယာကြီးဖောင်ကောင်းတယ်လို့ပြောရတဲ့အနေအထားမှာရှိပါတယ်အဲ့ဒီနောက်ဆုံး၅ပွဲမှာလည်းဒီပွဲထိကြည့်အောင်ထားပြီးတစ်ပွဲကြည့်ပြန်ခွာနေဒီကြေးမကြက်ထားတဲ့အနေအထားရကက်ကလီယာကြီးတို့ရလက်ကောင်းအောင်ဆွမ်းဆောင်ထားတဲ့အနေအထားမှာရှိပါတယ်နောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုရင်ကိုမိုဘိုစီစီဒီဂျီနိုဝါဝေသွေးသွေးနဲ့ဂျူဗင်တက်ကိုပဲရှုံးထားပြီးတော့သူ့နဲ့နာပိုလီလိုမျိုးကို1-1 drawနောက်ဆုံးပွဲမှာလည်းဒီဘူမာလိုအတင်းကြီးကိုဒီ1စီနဲ့နိုင်ထားတဲ့အနေအထားရဒီနောက်ဆုံး၅ပွဲမှာဒီတပွဲပဲနိုင်ထားတဲ့ဆိုပေမဲ့ဒီကက်ကလီယာကြီးဖောင်ကောင်းတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာအက်တလန်နာတို့အနေနဲ့ဒီပြီးခဲ့တဲ့ပွဲမှာလည်းဒီချက်စီကိုနိုင်ထားတဲ့အနေအထားရဒီပွဲမှာလည်းဒီထိုးသားဒီစီဒန်ရလည်းဈေးပြင်းနေဆိုပေမဲ့ထိုးသားတစ်ဖက်ဆောင်းလာနေတဲ့အနေအထားမှာရှိပါတယ်တလုံးရှုံးပေါက်ကြည့်အောင်မှာလက်ရှိဖောင်မှာလည်းဒီအဘလူးဝင်ကက်ကလီယာကြီးတို့ဒီအက်တလန်နာကို2ဂိုးပြည့်ရှုံးဖို့မလွယ်ကူတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မလို့တလုံးရှုံးပေါက်ကြည့်အောင်မှာအဝေးဝင်ကက်ကလီယာဒီဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်ပွဲတော့ဒီဘွန်ဒက်စလီဂါပွဲစဉ်ဖြစ်တဲ့ဒီထရမ်ပတ်နဲ့အော့စဘတ်ဒီပွဲမှာအရှင်ဖရန့်ဖတ်ကဘော်ဒီလုံး50စာကိုပေါင်းကြီး3လုံးတည်းမှာကြေးဖွင့်ထားပါတယ်ဒီနေ့အောင်ကြည့်ရမှာဆိုဒီဖရန့်ဖတ်လူတင်းအနေနဲ့အင်္ဂလိပ်မျိုးမှာကလုံး50စာကတော့ဈေးနှင်းငယ်ပြောင်းတဲ့အနေအထားမှာရှိပါတယ်ပြီးခဲ့တဲ့ဒီဟက်တူဟက်တွတ်ဆုံမှုတွေမှာလည်းဒီဖရန့်ဖတ်အင်္ဂလိပ်တွေမှာကလုံးတွေအထိပေါက်တဲ့အနေအထားမှာဖြစ်တာကြောင့်ဒီဈေးတန်းကလည်းအနှင်းငယ်ပြောင်းတဲ့အနေအထားမှာရှိပါတယ်ဒီလက်ရှိကာနာဖောင်ကြည့်အောင်ဆိုတော့ဖောင်ရတော့နှလုံးလုံးကတော့အရင်ကောင်းမထားတဲ့အနေအထားမှာမရှိပါဘူးဒီဖရန့်ဖတ်ကလည်းနောက်ဆုံးတော့မှာတပွဲနိုင်သုံးမရှုံးတပွဲတည်နဲ့ဒီဖောင်အောက်နေတဲ့အနေအထားမှာဖြစ်ပြီးသူတွေနဲ့ဒီချန်ပီယံလိဂ်ကိုဒီပွဲဇက်တိုက်ကန်ရအနေအထားမှာဖြစ်တာကြောင့်သူတွေနဲ့ဒီရလက်လေးတွေကြာဆင်းထားတဲ့အနေအထားမှာရှိပါတယ်အဝေးဝင်အော့စဘတ်ကတော့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်ပုံမရှုံးနဲ့ဒီဖောင်ရင်းမကောင်းဆိုမဲ့သူတွေဒီနောက်ဆုံး9ပွဲမှာ
ပွဲချက်တွေစက်တိုက်ကန်ထားရတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီရက်လက်ကဒီမစိုးလို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်နောက်ဆုံး5ဝဲကန်ထားရမှာလေထောမွန်စတူကတ်ဟော့ဖန်ဟင်းဒီဘာကူစင်တို့ကန်ထားပြီးသူပွဲချောင်ထားတာဆိုလို့ဒီဟန်ဖတ်နဲ့တပွင့်လောက်ပဲပွဲချောင်ထားတဲ့အနေအထားမှာရှိပါတယ်ဒီလိုဒီပွဲချက်ထားတဲ့အနေအထားမျိုးမှာနှစ်ပွဲနိုင်ထားတဲ့ရက်လက်ကဒီအော့စဘတ်ကလည်းရက်လက်မစိုးလို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီဘက်မှာဒီ Frankfurt တို့ကလည်းဒီပွဲချက်တွေစက်တိုက်ကန်ထားတာပြီးပွဲပန်းနေမဲ့အနေအထားမှာလည်းဖြစ်တယ်ဒီပွဲမှာလည်းဒီ Frankfurt တို့ရဲ့ဒီဟာဒီသွင်းကိုအများဆုံးသွင်းထားတဲ့အဓိကတိုက်စစ်မှုတယောက်လည်းဒီဒဏ်ရာပြဿနာနဲ့မပါဝင်လာနိုင်တဲ့နေရာမှာဖြစ်တာကြောင့်တိုက်စစ်ပိုင်းလည်းအားနည်းမဲ့အနေအထားမှာရှိပါဒါကြောင့်ကျွန်တော်ဒီပွဲမှာအရှိဖောင်ရလည်းအရင်မကွာတဲ့အနေအထားမှာတလုံး90စားပေါက်ကြည့်အောင်ပါဝေဝင် Oxford body ကိုရွေးချယ်ထားပါတယ်စနေနေ့ညမှာအားလုံးလည်းအပေါင်းကြကြပါလိမ့်ဗျ